အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့38ဖြာမင်္ဂလာပုံမြင်များတွေကဒုတိယမြောက်မင်္ဂလာတစ်ပါးဖြစ်တဲ့ပဏိတာနိစ္စသေဝနာပညာရှိသူတော်ကောင်းတွေကိုပေါင်းသင်းခြင်းဆိုတဲ့မင်္ဂလာလေးကိုပုံမြင်ကလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဟိုးရှိတုန်းကပေါ့တာယာလှပတဲ့တောင်ကြီးတောင်ပေါ်မှာကျွတ်တူရွေးညီကိုနှစ်ကောင်နေထိုင်ကြတဲ့သူတို့ဟာတယောက်နဲ့တယောက်အရန်ချစ်ကြတယ်လို့အတောင်ပံလေးတွေကလည်းစိမ့်ဆိုပြီးလှပနေတော့တာပေါ့ဒါပေမဲ့ဒီနေ့မှာတော့ကောင်းကင်ကြီးကမှောင်မဲလာပြီးပြင်းထန်တဲ့မုန်တိုင်းကြီးကြားရောက်လာပါတော့တယ်။ပြင်းထန်စွာတိုက်ခတ်လာတဲ့လေပြင်းတွေကြားမှာကျွတ်တူရင်းညီကိုနှစ်ကောင်ဟာလေထဲမှာလွင့်ပါသွားပြီးတယောက်တနေရာစီကွဲကွာသွားခဲ့ရရှာပါတော့တယ်။အကိုဖြစ်တဲ့ကျွတ်တူရွေးလေးကတော့တောနယ်ထဲကခိုးသားဓမြတွေနေတဲ့ရွာတွေကိုကျသွားတယ်။အဲ့ဒီရွာမှာရှိတဲ့လူတွေဟာတအူးနဲ့တအူးမြစ်တာမရှိကြဘူး။မနက်မိုးလင်းတာနဲ့သွားလူကြစဲရိုက်နှက်ကြတက်ပြစ်ကြဆိုတဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကိုပဲအော်ဟစ်ပြောဆိုနေကြတယ်တဲ့ဒီစကားတွေကိုနေ့တိုင်းကြားနေရတဲ့အကိုကျွတ်တူရွေးလေးဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်လဲတခြားသူတွေကိုမြင်ရင်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတတ်လာပြီးစိတ်ကလည်းပုတ်လာတော့တာပေါ့တစ်ဖက်မှာတော့ညီဖြစ်တဲ့ကျွတ်တူရွေးလေးဟာတောအုပ်ထဲကရဟန်းတွေတရင်သုံးတဲ့နေရာလေးကိုရောက်သွားတယ်တဲ့အဲ့ဒီမှာတော့ခိုးသားရွာနဲ့လုံးဝမတူပဲရဟန်းတွေဟာအမြဲတမ်းငြိမ်းချမ်းစွာတရားမှတ်တယ်မေတ္တာပို့တယ်လာပါစားပါတောက်ပါဆိုပြီးနူးညံ့တဲ့စကားတွေကိုပဲပြောဆိုကြတယ်ဒီလိုပတ်ဝန်းကျင်ကောင်းမှနေရတဲ့ညီကျက်တူရွေးလေးဟာတနေ့တခြားယဉ်ကျေးလာပြီးစိတ်ထားလေးကလည်းအယမ်းကိုဖြူစင်လာတော့တာပေါ့တနေ့မှာတော့ဘာယာနတီနန်းတော်ကြီးမှာနေတဲ့ဘရင်ကြီးဟာတောလိုက်ရင်လမ်းမားပြီးခိုးသားရွာနာကိုရောက်သွားတော့တယ်အဲ့ဒီမှာအကိုကျက်တူရွေးကဘရင်ကြီးကိုမြင်တာနဲ့ဟေ့လူတယောက်လာပြီးသူ့ကိုဖမ်းကြသူ့စီကပစ္စည်းတွေလူကြလို့အကျယ်ကြီးအော်ပြောတော့တာပေါ့ဘရင်ကြီးလည်းလန့်ချန်သွားပြီးမြင်းကိုအမြန်စီးပြီးထွက်ပြေးခဲ့ရတယ်တဲ့မောမောနဲ့ပြေးလာတဲ့ဘရင်ကြီးဟာရဟန်းတွေရဲ့အကြောင်းကိုရောက်တဲ့အခါမှာတော့တခါမှမကြုံဘူးတဲ့ထူးဆန်းမှုတစ်ခုကိုတွေ့လိုက်ရပြန်มาတော့တယ်အဲ့ဒါကတော့ညီဖြစ်သူကျက်တူရေးလေးဟာတစ်ပေမောကနေဘရင်ကြီးကိုလှမ်းမြင်လိုက်တာနဲ့အရှင်မင်းကြီးကြွပါခမညာဒီနေရာကအေးချမ်းပါတယ်ရေအေးအေးလေးတောက်ပြီးခဏလောက်နားလိုက်ပါအောင်လို့ရင်ရင်ကြီးကြီးနဲ့ကြိုဆိုလိုက်တော့တယ်ဘရင်ကြီးဟာအယမ်းကိုအံ့ဩသွားတယ်ခုနကခိုးသားရွာမှာတွေ့ခဲ့တဲ့ငှက်နဲ့ဒီငှက်ဟာရုပ်ချင်းလဲတူတယ်အတန်ချင်းလဲတူပေမဲ့ဘာဖြစ်လို့များစိတ်နေစိတ်ထားနဲ့အပြောဆိုတွေကဒီလောက်တောင်ကွာခြားနေရတာလဲလို့သူလုံးဝနားမလည်နိုင်အောင်ဖြစ်သွားခဲ့တယ်ဘရင်ကြီးဟာသူ့ရဲ့တန်တရားတွေကိုရှင်းပြပေးဖို့အတွက်ကျောင်းသင်ခန်းထဲမှာငြိမ်းချမ်းစွာသတင်းသုံးနေတဲ့ရဟန်းစီကိုတွားရောက်မေးမြန်းมาတော့တယ်။အရှင်ဖျားအရှင်မွေးထားတဲ့ဒီကျက်တူရွေးလေးကအရန်ကိုယဉ်ကျေးလိမ်မာလှပါတယ်။ဒါပေမဲ့တောအုပ်ရဲ့တစ်ဖက်မှာရှိတဲ့ခိုးသားရွာတွေကကျက်တူရွေးကတော့အရန်ကိုရိုင်းဆိုင်ကြမ်းတမ်းလာတယ်။သူတို့ဟာရုပ်ချင်းလဲတူပါလျက်နဲ့ဘာကြောင့်များဒီလိုဖြစ်နေရတာလဲဖျားလို့မေးလိုက်ပါတော့တယ်။အဲ့ဒီအခါမှာရဟန်းကအရှင်မင်းကြီးသူတို့ဟာညီအကိုအရင်တွေပါပဲဒါပေမဲ့အကိုဖြစ်သူကခိုးသားတွေကြားထဲမှာကြီးပြင်းခဲ့ရတော့သူတို့ရဲ့ရိုင်းဆိုင်တဲ့စကားလုံးတွေရက်ဆက်တဲ့စိတ်ဓာတ်တွေကိုပဲအမြဲမြင်နေကြားနေရတယ်ဒါကြောင့်သူလည်းပဲခိုးသားတယောက်လိုဖြစ်သွားရတာပါဒီညီကျက်တူရွေးလေးကတော့ဒီเจ้าသင်္ကန်းမှာကျွန်ုပ်တို့နဲ့အတူနေထိုင်နေကျွန်ုပ်တို့စီကမေတ္တာပို့တဲ့တွေပညာရှိစကားတွေကိုပဲအမြဲနားထောင်နေရတော့သူလည်းပဲယဉ်ကျေးတဲ့ပညာရှိငှက်ကလေးဖြစ်လာတာပါဒါကြောင့်ပတ်ဝန်းကျင်နဲ့ပေါင်းသင်းဆက်ဆံရေးဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အဓိကအချက်ပဲဖြစ်ပါတယ်အရှင်မင်းကြီးလို့ပြန်ဖြေလိုက်တော့တယ်။ကလေးတို့ရေလူဆိုးတွေနဲ့ပေါင်းရင်ကိုယ်လည်းပဲမသိလိုက်ပဲရိုင်းဆိုင်တဲ့သူဖြစ်သွားနိုင်ပါတယ်။ပညာရှိတွေနဲ့ပေါင်းရင်ကိုယ်လည်းပဲပညာရှိပြီးလိမ္မာတဲ့သူဖြစ်လာနိုင်တယ်။ဒါကြောင့်38ဖြာမင်္ဂလာတဲကပဏိတာနိစ္စသေဝနာဆိုတဲ့စကားအတိုင်းပညာရှိသူတော်ကောင်းတွေကိုပဲရွေးချယ်ပေါင်းသင်းရမယ်ဆိုတာကိုဒီပုံမြင်လေးကနေသင်ခန်းစာယူနိုင်ကြပါစေကွယ်အခုလိုမြမရွရစကားပုံပုံမြင်လေးတွေနဲ့သမိုင်းနောက်ခံပုံမြင်လေးတွေကိုကြည့်ရှုခန်းစားနိုင်ဖို့ဒီ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်